မင်္ဂလာပါရှင်ဆုဒါတာဖန်စီကောင်းကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီလက်စုပ်ဖန်စီလက်စုပ်ကလေးကတော့လက်တိုင်း adjust ရပါတယ်ရှင်လက်တိုင်းလေး adjust ရတော့ဝါတဲ့သူပဲဖြစ်ဖြစ်ပိန်တဲ့သူပဲဖြစ်ဖြစ်အတိုးအလျှော်လုပ်လို့ရတော့ပို့ပြီးတော့အဆင်ပြေရှင်မဟုတ်ရင်လက်တိုင်းလေးတွေကဘလောက်ဆိုပြီးတော့ပြောနေရလို့ဆိုရင်ဒါလေးသာယူမယ်ဆိုရင်လက်တိုင်းအတိုးအလျှော်လဲပါတဲ့အတွက်ကိုယ့်ရဲ့စိတ်ကြိုက်ဝတ်လို့ရပါတယ်ရှင်ဒါလေးယူမယ်ဆိုရင်တော့13500ကျပ်ပါရှင်လိုချင်နေဆိုရင် Viber ကနေတဆင့် screenshot လေးရိုက်ပြီးတော့မှာယူလို့ရပါတယ်ရှင်။ကျွန်မသေးစိတ်အနီးကပ်ကလေးတခြားပြပေးပါမယ်ရှင်။အတွင်းထဲမှာကစိန်အလဲမှာစိန်တစ်လုံးကြီးကြီးကိုမှဘေးလေးကနေပြီးတော့စိန်ပွင့်လေးတွေခြေပုံစံလေးလိုမျိုးရန်ထားတာပါရှင်။ပြီးရင်ဘေးလေးမှာလည်းစိန်ဝင်လေး3ဝင်လည်းမြုပ်ထားပါတယ်ရှင်။ဖန်စီလေးဆိုပေမဲ့လုံးဝအစ်စ်အတိုင်းပဲเนาะအစ်စ်အတိုင်းလေးနဲ့အရန်တူတယ်မီးလေးထိုးလိုက်ရင်တော့ဖြက်နေမှာရှင်ဒါလေးကိုမှာယူခြင်းနေဆိုရင်တော့ Viber 399452551136ကနေတဆင့်မှာယူလို့ရပါတယ်ရှင်။ညကြပန်ရောက်တဲ့မြို့တိုင်းကိုအင်ရောက်ငွေချေပို့ပေးပါတယ်ရှင်။